မှာဟုတ်မယ် ဒီကုန်းတော့အခုရိုက်ခွင်းမှာပြိုကဝေဆိုတဲ့ကားလေးရိုက်နေတာပေါ့နော်ဒါဒီကုန်းတော့1950ခုနှစ်ကစတိုင်ပေါ့အဲ့ဒါလေးကားလေးကအန်တိတ်ကားလေးစနိုးလို့မရလို့ဘာလူတွေတော်လာ စက်ကနိုးလို့ရတယ်စီကုံရတယ် ကိုသွားတာတော့စီးမကလာပြီ ကဲအမကြီးဒီလိုပဲစီးရမှာနော် ဝေဝဲအဲ့လိုပဲတွန်းပေးလို့အဲ့ဒါတော့တွန်းပေးမယ်ရမ်းမတက်လာဟိုချက်လာကြလား အဲ့ကားကဘာလို့ရမှာ ဦးရည်တမင်မစားသေးဘူးဘယ်နိုင်ထိုးပြီ 12 နာရီကျော်သွားပြီ 7 နိုင်ကျော်သွားပြီတမင်မစားသေးဘူးဒီစင်းပြီးမှကားမထွက်လို့ဆိုတိုးလာကြတယ် ကားရောက်လာပြီ ကားရောက်လာပြီအဲ့တော့ရိုက်မယ်ရိုက်ပြီးရင်တမင်ဆွဲပြီးတော့အိမ်ပြန်ရုံပဲနေ့တစ်စင်းနဲ့